မျိုးသားတဦးဟာသူ့ရဲ့ချစ်သူကောင်မလေးနဲ့လမ်းလျှောက်လာရင်းလမ်းမှာအကူအညီတောင်းနေတဲ့စင်းရဲနွမ်းပါတဲ့အမျိုးသမီးတဦးနဲ့ဆုံပါတယ်။သူ့ချစ်သူကတော့ဘလို့မှတနာကျင်နာမှုမရှိတဲ့အပြင်အဲ့ဒီအမျိုးသမီးကိုမြင်ရမှာစိုးလို့မျက်နှာကိုတောင်လွှဲထားလိုက်ပါသေးတယ်။အဲ့ဒီအမျိုးသားကပတ်စံထုတ်ပေးဖို့လုပ်တဲ့အခါသူ့ချစ်သူကဘာလုပ်တာလဲ။ဒီလိုတောင်းစားတဲ့သူတွေကိုဂရုမစိုက်နဲ့လေလို့တားပါတယ်။ဒါပေမဲ့သူကမဟုတ်ဘူးငါပေးချင်လို့ပါဆိုပြီးအဲ့ဒီအမျိုးသမီးကိုပတ်စံပေးလိုက်ပါတယ်။အဲ့ဒီနောက်သူကစိတ်လှုပ်ရှားစွာနဲ့ဘာလို့များခမားကိုကျွန်တော်အမေနဲ့ဒီလောက်တူနေတယ်လို့ခံစားနေရတာလဲ။ကျေးဇူးပြုပြီးခမားမျက်နှာလေးတစ်ချက်လောက်ပြပါဦးလို့တောင်းဆိုပါတယ်။အဲ့ဒီအမျိုးသမီးကညှင်းဆန်တဲ့အခါချစ်သူကောင်မလေးကရှင်ပါရီလုပ်နေတာလေ။ဒီတောင်းစားတဲ့သူတွေကလူတွေစီကပတ်စံရအောင်လမ်းဘေးမှာဒီလိုပဲထိုင်နေကြတာပဲဟာလို့ထပ်ပြီးကဲရဲ့ပါတယ်။အမျိုးသားကသူ့ချစ်သူကိုတိတ်တိတ်နေဖို့ပြောပြီးအဲ့ဒီအမျိုးသမီးကိုမျက်နှာပြဖို့ထပ်တောင်းဆိုပေမဲ့အမျိုးသမီးကထွက်ပြေးသွားပါတယ်။သူလည်းနောက်ကနေလိုက်ရပါတော့တယ်။သူ့ချစ်သူကလှမ်းអော်ပြီးတားပေမဲ့သူကငါအမေအတွက်ဆိုရင်ငါဘာမဆိုလုပ်နိုင်နေဆိုပြီးဆက်လိုက်သွားပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီအမျိုးသမီးကိုမိသွားပြီးအတင်းအကျပ်ကြည့်လိုက်တဲ့အခါသူ့ရဲ့မိခင်အရင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။သူဟာဝမ်းသာအားရနဲ့သူ့အမေကိုဖတ်ပြီးငိုကြွေးပါတော့တယ်။အဲ့ဒီအချိန်မှာသူ့ချစ်သူရောက်လာပြီးရှင်ကဒီလိုစင်းရဲတဲ့မိမကြီးကိုဖတ်နေတာလားလို့မေးတဲ့အခါသူကဒါငါအမေပဲငါအမေအတွက်ငါဘာမဆိုလုပ်ပေးမယ်လို့ပြက်ပြက်သားသားပြန်ပြောလိုက်ပါတယ်။သူ့ချစ်သူကရေမောရင်းကဲပါအဲ့ဒီတောင်းစားတဲ့သူကြီးကိုထားခဲ့ပြီးအိမ်ပြန်ပြီးပျော်ပျော်ပါးပါးနေရအောင်လို့ပြောပါတယ်။ဒါကိုအမျိုးသားကဒေါသတကြီးနဲ့ဘာပြောလိုက်တာလဲ။ငါအမေကိုငါနဲ့အတူအိမ်ခေါ်သွားမှအမေကိုထားခဲ့မှာမဟုတ်ဘူးလို့တုံ့ပြန်ပါတယ်။ဒါပေမဲ့သူ့အမေကတော့တားရဲ့အမေကတော့အသက်ကြီးပါပြီသားပဲမင်းချစ်သူနဲ့ပြောအောင်နေပါဆိုပြီးထွက်သွားဖို့ကြိုးစားပါတယ်။သားဖြစ်သူကတားပေမဲ့အမေဖြစ်သူကနောက်မှပြန်တွေ့မယ်ဆိုပြီးထွက်သွားပါတယ်။နောက်ရက်မနက်မှာတော့အမေဖြစ်သူကသားဖြစ်သူရဲ့အိမ်ကိုရောက်လာပြီးတကားအားခောက်တဲ့အခါချစ်သူကောင်မလေးကထွက်လာပြီးအဖွားကြီးဘာလာလုပ်တာလဲ။သွားတကားပိတ်တော့မယ်ဆိုပြီးနှင်ထုတ်ပါတယ်။အမေဖြစ်သူကလည်းညီးကိုငါတင်ငန်းစာပေးမယ်ငါသားကိုညီးလက်ထဲကနေပြန်ခေါ်သွားမယ်လို့ပြောပြီးထွက်သွားပါတယ်။ဒါကိုသားဖြစ်သူကအထဲကနေအကုန်ကြားနေရပါတယ်။ရက်အနေငယ်ကြတဲ့အခါအမျိုးသားကသူ့ချစ်သူကိုအံ့အားသင့်စရာ surprise ရှိတယ်ဆိုပြီးတောထဲကိုမျက်စိပိတ်ပြီးခေါ်သွားပါတယ်။မျက်စိပိတ်ထားတာကိုဖွင့်လိုက်တဲ့အခါသူ့အမေရက်နေတာကိုတွေ့ရပါတယ်။ချစ်သူကောင်မလေးကဒါဘလို့နောက်ပြောင်မှုလဲလို့မေးတဲ့အခါအမျိုးသားကဒါနောက်တာမဟုတ်ဘူးအမှန်တရားပဲ။မင်းကငါအမေနဲ့ငါ့ကိုနီးမျိုးစုံနဲ့ခွဲဖို့စူးစမ်းခဲ့လို့မင်းကိုဒီတောထဲမှာထားခဲ့ဖို့ခေါ်လာတာလို့ပြောပြီးအမေနဲ့သားနှစ်ယောက်သားသူမကိုထားခဲ့ကထွက်သွားကြပါတော့တယ်